Hello အားလုံးပဲမင်္ဂလာပါခင်ဗျာ ID finisher ကနေကြိုဆိုလိုက်ပါတယ်ဒီနေ့ရဲ့မိတ်ဆက်ပြသပေးမယ်ကျုံးဗီဒီယိုလေးရတော့နှက်ခမ်းတွေနှစ်စင်ပြောကျုံးဗီဒီယိုလေးပဲဖြစ်ပါခင်ဗျာသူ့ရဲ့ဇင်တော့ကတော့7သိန်းခွဲချက်ပဲဖြစ်ပါခင်ဗျာ7သိန်းခွဲချက်အိမ်ရောက် PCC လာဆိုမဟုတ်ပါဘူးခင်ဗျာ7သိန်းခွဲချက်ဆိုတာနေပြီးတော့တွေ့ထိုင်စစ်သက်ပါခင်ဗျာကားတင်တက်စားကကြားတင်ငွေရလူကြီးများပြမပေးဆောင်မှာဖြစ်ပါခင်ဗျာယနေ့ကစတမာများနေပြီးတော့အတွင်းကစတမာများအနေနဲ့စိုက်တီလူကိုယ်တိုင်ကိုကြားလာရောက်ကြည့်ကြည့်ဝယ်အားပေးလို့ရနေပြီဖြစ်ပါခင်ဗျာရုပ်ရည်ကစတမာများအနေနဲ့ကတော့အိမ်အောင်ကိုရှိုးဆောင်မှုကိုပြုလုပ်ပေးထားပါခင်ဗျာအိမ်အောင်ကိုရှိုးဆောင်မှုကိုပြုလုပ်ပေးထားတဲ့အတွက်လူကြီးမင်းတို့ငွေသားတွေလုံးဝဆက်ရောက်ရမှာဖြစ်ပါခင်ဗျာအသားမှလည်းအထူသားအသုံးပြုပေးထားပြီးတော့ပုံစံလေးမှလည်းရိုးရှင်းကျန်းနေတဲ့လူကြီးများအတွက်တည်တံ့ဒီဇိုင်းလေးရာလေးဖြစ်ပါခင်ဗျာစေးသားမှလည်းအကောင်းဆုံးနိုင်ငံခြားစေးသားကိုအသုံးပြုပေးထားပြီးတော့ကျွန်းရည်သွင်းမှလည်းအကောင်းဆုံးကျွန်းရည်ပေါအောင်အသုံးပြုပေးထားတဲ့အတွက်အချိန်ကြာလာနေများဟာသွားခြင်းကွာသွားခြင်းလုံးဝမရှိပါဘူးခင်ဗျာ